ဒီနေ့ကျွန်တော်တောထဲမူလဲရှာမယ်မြစ်လဲတွားထူးပါမယ်ဗျမူတွေလည်းအများကြီးရခဲ့တယ်လို့မြစ်လည်းအများကြီးရခဲ့ပါတယ်ဗျမြစ်ထိုးပြီးတော့အိမ်မှာကျွန်တော်မြစ်စိတ်ပြန်တည်ပါမယ်ဗျရိုးရဟင်းဖြစ်တဲ့ပဲကျဲဦးမြစ်စိတ်ဟင်းချက်ပြပါမယ်ဗျဒီမူတေးသေးလေးတွေကိုတော့ကျွန်တော်တို့ရှိမှာဆန်ခွဲမူလို့ခေါ်ပါတယ်ခင်ဗျစားလို့ရပါတယ်ဗျဒီနေ့အတွင်းမှာကျွန်တော်တို့ကလောရေကြီးပြီးတော့ရက်ွက်တွေမှာရေမြုပ်သွားသေးပါတယ်ဗျတောထဲကိုထမင်းထုတ်သွားဖို့အတွက်ကျွန်တော်ဖယုံသီးကြော်သွားပါမယ်ဗျဒီဖယုံသီးကအရန်စီးပါတယ်ဗျကျွန်တော်ကတော့ဖယုံသီးကိုကျက်သွန်ဖြူကျက်သွန်နီငရုတ်သီးစိမ်းကျင်းထောင်းပြီးတော့စီတက်ပြီးမှကြော်ပါတယ်ဗျစီကိုတော့ပဲစီတန်ဖြစ်တဲ့တကြီးကတော့ပဲစီတန်လေးတုံးထားပါတယ်ဗျကလောရော်ရင်ဒီရထားလေးနဲ့စင်းလုံးငါပြီးတော့မှရှော့တယ်လို့ရပါတယ်ဗျဒီနေ့ကျွန်တော်ချက်ပြသွားမယ့်ဟင်းတွေကတော့ပဲကျဲဦးလို့ခေါ်တဲ့ပဲဖြူစေးကိုမြစ်စိမ်းနဲ့ဟင်းရချက်ပြသွားမှာဖြစ်ပါတယ်ဗျဟင်းနောက်ထပ်2မျိုးကတော့ကျွန်တော်နာရိုးရာဟင်းဖြစ်တဲ့တိုဟူးတုံးချန်နဲ့ကျူးမြင့်ကိုမြေပဲနဲ့ကြော်ပြသွားမှာဖြစ်ပါတယ်ဗျမြစ်စိတ်တည်ထားတဲ့အိုးတော်ရှိတာပေါ့နော်အခုမြစ်စိတ်အိုးကမပြည်သေးလို့ကျွန်တော်အခုချိုးလာတဲ့မြစ်တွေနဲ့မြစ်စိတ်အိုးထဲကိုပြန်ပြီးတော့ဖြည့်ပါမယ်ဗျလူကမြစ်ကိုရီမစေးပဲမြစ်တွေကိုပလေးလီးပြီးမှတိတ်တာပို့ပြီးတော့ကောင်းပါလေဗျကျွန်တော်ကတော့ဒီအတုံးတုံးလေးတွေပဲတိတ်ထားပါတယ်ဗျအဓိကတော့လီလုံဖို့ပါပဲဗျလီလုံရင်မပုံမတူပဲနစ်ချီအောင်ထားလို့ရပါတယ်ဗျပဲကျဲဦးလို့ခေါ်တဲ့ပဲဖြူစေးကိုညာကလေးရရီစိတ်ထားပါမယ်ဗျမနေ့ကျရင်ကျွန်တော်ပြုံးမဲ့ဦးထဲကိုထည့်လိုက်ပါမယ်ဗျခရမ်းချင်ပြီးကျက်သွန်ဖြူကျက်သွန်နီဂျင်းထဲမယ်စားထဲမယ်ပဲတွေဤသွားအောင်လို့တကြီးကတော့မြေပဲစီနည်းနည်းထည့်ပါမယ်ဗျပြီးရင်ရီထည့်ပြီးစနွင်းထည့်ပြီးတော့မှတည်ထားလိုက်အောင်ပါပဲဗျတကြီးကတော့မြေပဲစီကတဘာဝမြေပဲဆန်စစ်စစ်ကိုအသုံးပြုထားတာဖြစ်လို့ဓာတုဗေဒပစ္စည်းဆိုးစင်းနဲ့အနံ့အတူများလုံးဝမပါပါဘူးဗျအိုးရဲ့အပေါ်ကမြစ်စိတ်တွေကအခုမှထည့်ထားတဲ့အတွက်မရသေးပါဘူးဗျဟိုးအောက်ကမြစ်စိတ်တွေကိုကျွန်တော်ယူပြီးတော့မှပလေးလီးပြီးတော့ပဲဦးထဲထည့်ပါမယ်ဗျမြစ်စိတ်လေးတွေကိုကျွန်တော်တို့ပလေးလီးထားပါမယ်ဗျပဲတွေနူးလာရင်မြစ်စိတ်ကိုထည့်မယ်အရသာလူတလူထည့်မယ်ပြီးရင်မြစ်စိတ်တွေနူးအောင်အဖုံပြီးတော့ပြန်တည်ထားပါမယ်ဗျတိုဟူးတုံးဟင်းချက်ဖို့အတွက်ခန်းချင်သီးကျက်သွန်နီကျက်သွန်ဖြူငရုတ်သီးခွဲချားနဲ့နံပင်ငရုတ်သီးစိမ်းနဲ့တိုဟူးလိုပါမယ်ဗျတိုဟူးတုံးလေးတွေကိုကျွန်တော်တို့4000တုံးတိတိလေးလီးထားပါမယ်ဗျတကြီးကတော့မြေပဲစီကခန္ဓာကိုယ်အတွက်ကောင်းမွန်လို့မိသားစုကျန်းမာရေးကိုအပြေးအဝါကာကွယ်ပေးပါတယ်ဗျကျွန်တော်ကတော့တိုဟူးကိုစီတန်မချက်ပဲနဲ့လုံးချက်ပါမယ်ဗျခန်းချင်သီးကျက်သွန်နီကျက်သွန်ဖြူစနွင်းစားအချိုမုတ်ပြီးရင်ကျွန်တော်တို့တကြီးကတော့မြေပဲစီကိုထည့်မယ်ပြီးရင်တော့အဖုံးအုပ်ပြီးတော့ခဏချက်ထားပေးပါမယ်ဗျတကြီးကတော့မြေပဲစီကဟင်းချက်တဲ့အခါမြေပဲစီရဲ့တဘာဝမွေးရနံနဲ့ဟင်းအရသာကိုပုံမူပေါ်လင်းစေပါတယ်ဗျခန်းချင်သီးတွေနူးလာမယ်ရေလဲခမ်းလာမယ်ဆိုရင်ကျွန်တော်တို့လီးထားတဲ့တိုဟူးတုံးလေးတွေထည့်ပြီးတော့မွေပေးလိုက်ပါမယ်ဗျတိုဟူးတုံးလေးတွေထဲကိုအရသာလေးလဲဝင်မယ်စီလေးပြန်လာပြီဆိုရင်တော့လီးထားတဲ့ငရုတ်သီးစိမ်းလေးနဲ့နံပင်လေးကိုထည့်ပြီးတော့မွေပေးလိုက်ပါမယ်ဗျချက်ထားတဲ့တိုဟူးတုံးဟင်းလေးနဲ့တူဖို့အတွက်ခြံထဲကိုတခွားသီးနဲ့ပဲစောင်းကားသီးတွားခူးပါမယ်ဗျပြီးရင်ဟင်းတော်တစ်မျိုးချက်ဖို့အတွက်ကျူးမြေတွားနှုတ်ပါမယ်ဗျကျူးမြေကျူးရွက်တွေကိုရေဆေးတန့်စင်ပြီးတော့ပလေးတွေလီးထားပါမယ်ဗျကျူးမြေကျူးရွက်တွေကိုပလေးလီးထားပြီးသွားရင်တော့ဒဲအိုးထက်ကိုစီထည့်ပါမယ်ဗျစီကူတော့တကြီးကတော့ပဲစီတန်တုံးထားပါတယ်ဗျမြေပဲအစိမ်းထောင်းထားတာလေးကိုအရင်ကြော်ပါမယ်ဗျမြေပဲတွေကျွတ်လိုက်ရင်တော့လီးထားတဲ့ကျူးရွက်ကျူးမြေလေးကိုထည့်ပြီးတော့ကြော်ပြီးမယ်ဗျအရသာကိုလူတလူထည့်ပြီးတော့6နှစ်အောင်ကြော်ပြီးသွားရင်တော့အရန်စားကောင်းတဲ့မြေပဲနဲ့ကြိုထားတဲ့ကျူးရွက်ကျူးမြစ်ကြိုလေးရပါပြီဗျအားလုံးပဲစားကြပါဦးနော်တူးစရာလေးကတော့တခွားသီးနဲ့ပဲဆောင်ခါးသီးပါဗျအခုမှခြံထဲကလက်ဆက်ဆက်ခူးထားတာပါဗျTikTok Facebook YouTube 3ခုစလုံးမှာတည်နေပြီဖြစ်လို့ကျွန်တော်ကိုအားပေးကြပါဦးနော်နှုတ်လာတဲ့မူလေးတွေကတော့အမေအိမ်ကိုပေးလိုက်ပြီမို့လို့ကျွန်တော်မချက်ပြတော့တာပါဗျကျွန်တော်ကိုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုမှာပြန်ဆောင်ပါဦးမယ်